အားလုံးပဲကျွန်တော်ရဲ့90 plus analysis ကနေပြန်လဲကြိုဆိုလိုက်ပါတယ်မင်းညာကကန်ခဲ့တဲ့ Manchester United နဲ့ Tottenham Hotspur တို့ပွဲစဉ်ရဲ့ပွဲပြီး3သက်ချက်လေးကိုပြောပြပေးပါမယ်ပြီးတော့နီးပြဟောင်းအမိုရင်နဲ့လက်ရှိမိုက်ကယ်ယာယီနီးပြမိုက်ကယ်ကာရက်တို့ရဲ့ကွာခြားပုံတွေကိုလည်းနည်းငယ်ပြောပြပေးပါမယ်ဒီမင်းညာက United နိုင်ငံရတဲ့ပွဲမှာအဓိကအကြောင်း3ချက်ရှိရဗျပထမတစ်ချက်ကတော့ထိရောက်တဲ့တန်မြန်တိုက်စစ်တွေနဲ့စပါးရဲ့မြန်မာတဲ့ခံစစ်ကိုအသုံးချပြီးတော့ရန်ဆန်တဲ့တိုက်စစ်ဆင်မှုတွေကိုလုံနိုင်ခဲ့တာပါဒုတိယအချက်ကတော့စိတ်တပတ်ဆိုင်ရာပြောင်းလဲမှုမိုက်ကယ်ကာရီလက်ထက်မှာတော့ကစားသမားတွေကပိုပြီးလွတ်လပ်ပေါ်ပါသွားကစားလာတာကိုတွေ့မြင်ရပါတယ်အထူးသဖြင့် Bruno Fernandes လိုကစားသမားမျိုးကကွင်းလယ်မှာပိုပြီးဖန်တီးမှုအားကောင်းလာပါတယ်တတိယတစ်ချက်ကတော့ခံစစ်တည်ငြိမ်မှုနဲ့စပါးရဲ့အစမပြတ်တိုက်စစ်ဆင်မှုကိုအသင်းလိုက်စူးစီးတဲ့ခံစစ်စနစ်နဲ့ဟန်တားနိုင်ခဲ့ပြီးအမှားလဲခဲ့တာကအနိုင်ရဖို့အဓိကတော့ချက်ဖြစ်ပါတယ်။မင်းညာကပွဲမှာမြင်တွေ့ခဲ့ရတဲ့နီးစနစ်ကောင်းတွေကတော့ကွင်းလေကိုလူစုပြီးစပါးရဲ့တိုက်စစ်လမ်းကြောင်းကိုပိတ်ဆို့ထားတဲ့စနစ်ကအရန်ကိုထိရောက်ခဲ့ပါတယ်။စပီးကနေပြီးတော့စပီးကနေအသုံးချပြီးတော့ဂိုးတွေလည်းရခဲ့ပါတယ်။စပီးအသုံးချမှုမှာတော့အင်တာဗျူးထဲမှာမိုက်ကယ်ကာရက်ပြောသွားခဲ့သလိုပဲဂျွန်နီအီဗန်တို့ရဲ့ဦးဆောင်မှုနဲ့တေဂန်မော်ရီကနေဂိုးရအောင်ဖန်တီးနိုင်ခဲ့တာဟာကြိုတင်ပြင်ဆင်မှုကောင်းတာကိုတက်တည်ပြနေခဲ့ပါတယ်။ခံစစ်ကနေတိုက်စစ်ပြောင်းတဲ့နေရာမှာလည်းဘောလုံးကိုကြဆွဲမထားဘဲနဲ့ထိချက်နည်းနည်းနဲ့ရှီတန်းကိုမဲမဲရောက်အောင်ပို့နိုင်ခဲ့တာကစပါးကိုဒုက္ခပေးခဲ့တာပဲဖြစ်ပါတယ်။ဒီပြဟောင်းအမိုရင်လက်ထက်တုန်းက3-4-3သို့မဟုတ်ခံစစ်3ယောက်ကိုထားပြီးစနစ်ကျတဲ့ပုံစံကိုတုံးခဲ့ပါတယ်။ဒီပြူဟာဘဲမှာရန်ကိုတင်းကျပ်ပြီးတော့ကစားသမားတိုင်းကနေရာအတိအကျရှိရပါမယ်။ဝင်းဘတ်တွေကိုတုံးပြီးခံစစ်ကိုလစ်လူရှုအောင်လှုပ်ထားတာပါ။ရေရှည်အတွက်စနစ်တစ်ခုကိုတိစောက်နေတာဖြစ်ပါတယ်။အမိန်နီးပြမိုက်ကယ်ကာရက်လက်ထက်မှာတော့မိုက်ကယ်ကာရက်အနေနဲ့4-2-3-1သို့မဟုတ်4-3-3 United ရဲ့ရိုးရာမပြတ် DN လေးဖြစ်တဲ့တောင်မန်တိုက်စစ်ကိုဦးစားပေးကစားစီခဲ့ပါတယ်။ကစားသမားတွေကိုကိုယ်ပိုင်အရေးသွေးထုတ်ပြဖို့ပို့ပြီးလွတ်လပ်ခွင့်ပေးထားရတာပါ။မန်ယူရဲ့ပုံစံအတိုင်းခံစစ်၄ယောက်တန်းနဲ့အားပြုပြီးတော့တန်မြန်တိုက်စစ်ကိုပို့အားတန်ပါတယ်။အခုလောလောဆယ်မှာတော့ကစားသမားတွေရဲ့ယုံကြည်မှုပြန်တက်လာဖို့နဲ့ရလက်ကောင်းမှုကိုပဲမိုက်ကယ်ကာရက်အနေနဲ့ဦးစားပေးနေတာကိုမြင်တွေ့ရပါတယ်။အမိုရင်လက်ထက်မှာတော့ဒီစနစ်ပိုင်းပို့ပြီးတင်းကျပ်ခိုင်းပါပေမဲ့ကစားသမားတွေအသားကျဖို့အချိန်လိုနေပုံရပါတယ်။ကာရက်လက်ထက်မှာတော့ကစားသမားတွေကသူတို့ကျွမ်းကျင်တဲ့ပုံစံဟောင်းထဲမှာပို့ပြီးတက်တောင့်တက်တာရှိနေရကြောင်းအခုလိုရလက်ကောင်းတွေထွက်ပေါ်လာတာဖြစ်နိုင်ပါတယ်။ဒီလောက်ပါပဲခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီမှာနဲ့အဆုံးသတ်ချင်ပါတယ်ကျွန်တော်ရဲ့ YouTube channel နဲ့ TikTok ကလေးကိုတော့ TikTok မှာတော့ follow လေးလုပ်ပြီးတော့ YouTube မှာ subscribe လေးလုပ်ပေးကြပါအောင်ခင်ဗျာနောက်ဗီဒီယိုတွေမှာတွေ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ